ရှမ်းပြည်နယ်ရှေ့ပိုင်းမိုင်အောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာနခန်းမ၌ရှနေ့နေ့ပိုင်းကရင်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာတိပညာပေးတောက်ရှိုးကိုကျင်းပပြုလုပ်ရာမြို့နယ်ဦးစီးမှုဦးဆိုင်အောင်စော်လင်းနှင့်ရုပ်သံကျွမ်းကျင်သုံးဒေါ်နန်းစီဖောင်းတို့ကယခုလိုဆွေးနွေးခဲ့ကြပါရရှင်မင်္ဂလာပါ ဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ဒီကနေ့ဆွေးနွေးမယ့်အကြောင်းအရာကိုဆရာကပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါခင်ဗျာဒီအန်တယ်လန်တဲ့ဆရာတိပညာပေးတောက်ရှိုးဖြစ်ပါတယ်လမ်းတဲ့ကင်းစင်ရေးလေးထားလိုက်နာဆောင်ရွက်ဆိုတဲ့ကောင်းစင်တဲ့ဆွေးနွေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါမြန်မာနိုင်ငံအပါအဝင်တစ်ကမ္ဘာလုံးမှာရင်းနှံရဲလမ်းအပ်ရဲကင်းရှင်ရေးကြီးကြပ်မှုပုံမအန္တရာယ်ကင်းတော်လမ်းများနဲ့ယဉ်သွားလာမှုပုံမအန္တရာယ်ကင်းတော်ရည်များပုံမအန္တရာယ်ကင်းတဲ့လမ်းအသုံးပြုသူများနဲ့ယဉ်တိုက်မှုဖြစ်ပြီးချင်းတုံ့ပြန်ဆောင်ရွက်မှုဟူ၍မန်တိုင်ကြီး9ရပ်ကိုအခြေပြုက Decade of Action for Road Safety ကိုအကောင့်ထဲပေါ်လက်ရှိပါရရှင်။ရေမတော်တဆဖြစ်မှုများနဲ့အဆိုပါရေမတော်တဆဖြစ်မှုများကြောင့်ဖြစ်ပေါ်လာရသည့်ထိခိုက်ဒဏ်ရာရမှုများသေဆုံးမှုများလျော့နေကျဆင်းသွားရန်ရင်းမသဆင်လုံးဝပပျောက်သွားစေရန်ရည်ရွယ်ပြီးကင်းအတရဲ့လမ်းနရဲ့ကင်းရှင်ကြီးကောင်းတဲ့ပေါ်ဆောင်ရွက်လက်ရှိပါရရှင်။လမ်းပေါ်မတော်တဆမှုများကြောင့်ထိခိုက်နှင့်ဆုံးရှုံးမှုများတွင်ဖွံ့ဖြိုးဆဲနိုင်ငံများကအများဆုံးဖြစ်နေပါရရှင်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကကမ္ဘာတဝန်းလုံးမှာလမ်းပေါ်မတော်တဆမှုများကြောင့်နှစ်စဉ်ပြန်များလူ1.3 တန်းခန့်အသက်ဆုံးရှုံးနေရပြီးလူတန်းပေါင်း90ကျော်ထိခိုက်ဒဏ်ရာရရှိနေသည်ဟုထုတ်ပြန်ထားပါတယ်ရှင်။ဆက်လက်ပြီးဆရာကဆွေးနွေးပေးပါအောင်ရှင်။ဟုတ်ကဲ့ပါခင်ဗျာမြို့တော်ရင်အနေနဲ့နားတဲ့ကင်းစင်ရေးကောင်စီဟာရင်တိုင်းမှုနဲ့ဒီဆုံးဒဏ်ရာရမှုများရောနေကျဆင်းရေးအတွက်ရင်မောင်းသူများသိရှိလိုက်နာစေရေးအစီအမံ9ရပ်ဖြစ်တဲ့မော်တော်ဆိုင်ကယ်စီးနှင်းသူများရေသွေးပြည့်မြည်သောဆိုင်ကယ်ဥထုများဥစဉ်မောင်းနေစေရေးမော်တော်ယာဉ်မောင်းနေစဉ်လက်ကင်ဖုန်းအသုံးမပြုရေးအရက်တေစာမွေးတော်စား၍မော်တော်ယာဉ်ကိုမောင်းနေခြင်းမရှိစေရေးမော်တော်ယာဉ်မောင်းနေလိုက်ပါစီးနှင်းသူများအတက်ကယ်ထိုက်ခုံခပဥစဉ်စေရေးမော်တော်ယာဉ်မောင်းနေရတွင်တတ်မှတ်ထားတဲ့အမြန်နှုန်းထက်ပို၍မောင်းနေမှုမရှိစေတို့ကိုချမှတ်ထားပါတယ်ကမ္ဘာတော်ဝန်ရင်စီးရည်နဲ့ရင်တုံးဆိုင်မှုတိုးတက်များပြားလာတဲ့နဲ့များရင်အတဲ့လမ်းအတဲ့ကလည်းကြီးထွားလာတဲ့ရှိရာကမ္ဘာတော်ဝန်၌ဆက်စုနဲ့လာစီမံချက်များချမှတ်ကဟန်တာထင်းချုံနိုင်ရန်ဆောင်ရွက်လက်ရှိပါတယ်အစီအမံ900ဟာရင်တိုက်မှုနဲ့ရင်တိုက်မှုတို့ကြောင့်တရားရတည်ဆုံမှုများရောနေချက်စင်းစီရဲ့အတွက်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက်ရင်အုံပြုသူများလမ်းအုံပြုသူတိုင်းကလိုက်နာဆောင်ရွက်ကြရန်ပူးပေါင်းပါဝင်ချခြင်းအပြင်ဘေးရန်ကင်းကွာချမှာဖြစ်တယ်လို့ဆွေးနွေးလိုက်ရပါတယ်ကျွန်မကတော့နန်းစီဖောင်းပါရှင်